ဒီနေ့ကျမဝေမျှပေးသွားမှာကတော့ S ပုံစံပန်းထိုးနီးလေးပေါ့နော် S ပုံစံလည်းမကြတကြလေးပေါ့နော်ဘာလို့လဲဆိုတော့ S ပုံစံမကြတာကွေးလေးတွေဖြစ်နေတဲ့ပန်းမပါလို့ပေါ့နော်အဲဒါကြောင့်မလို့အရင်လည်း S ပုံစံတော့မပါဘူးပေါ့ကျမအခုမှလေးလာနေတဲ့ညီမလေးတွေကလိုက်ပြီးတော့ထိုးလို့ရအောင်လို့လေကျမနံပါတ်ကလေးတွေလည်းတက်ပေးထားပါတယ်အဲနံပါတ်စံလေးတွေအတိုင်းဦးဆုံးထိုးသွားပြီးတော့မှကြားထဲမှာလက်ဟာတဲ့နေရာလေးတွေမှာပေါ့နော်ပန်းလေးတွေကိုထပ်ဖြည့်ပြီးသွားမှာပါပန်းအိုးထိုးရတာရိုးရိုးကြီးပဲထိုးနေရတာဆိုလို့ရှိရင်တော့ဆန်းတက်ပြလေးဖြစ်အောင်ဒီလိုပုံစံမျိုးလေးလိုက်ထိုးကြည့်လို့ရပါတယ်နော်ကျမအမြဲမပြတ်ပန်းထိုးနည်းလေးတွေကိုတင်ထားပြီးတော့မလို့အရင်တင်ထားပြီးသားအဟောင်းလေးတွေကိုလည်းပြန်ရှာကြည့်လို့ရပါတယ်တကယ်လို့ကိုဝယ်တဲ့အထဲမှာပန်းရိုးလေးတွေကိုရေးနေတာတို့အရွက်ကလေးတွေကိုရေးနေတာတို့ပါလို့ရှိရင်ဒီလိုပုံစံလေးကိုထိုးလို့ရပါတယ်ဒီလိုပုံစံလေးကအဲ့လိုကွေးလေးနဲ့ထိုးရင်ပို့ပြီးတော့ S ပုံစံပို့ပေါက်တာပေါ့နော်အခုကြတော့ဘာပုံစံလေးနဲ့တူနေလဲဆိုတော့ဟိုပါပေါ့ဒေါင်းလေးလို့ကြက်ဖလေးလို့အဲ့လိုပုံစံလေးနဲ့တူနေတယ်လို့ပေါ့နော်ကြည့်လိုက်လို့ရှိရင်ကြက်ဖလေးအမောက်ထောင်လေးနဲ့ပုံလေးနဲ့တူနေပါရှင်